ဆိုတာဟာမင်းလောင်ရည်တန်တွေကြားမင်းမွန်းချက်လာတဲ့အခါစိတ်ငြင်းမနေနဲ့ကွာလူဆိုတာဟာမင်းဒုက္ခမျိုးမျိုးကွာမင်းကြုံတွေ့ရမှာအဆုံးမပေးနဲ့ကြိုးစားလူဆိုတာဟာမင်းပန်းခဲလန်းလေကွာမင်းရှောင်ရဖို့အတွက်ကွာကြိုးစားကြရမှာလူဆိုတာဟာမင်းစုခဲလန်းလေကွာမင်းနဲ့ချရရမှာမရေဆိုမင်းနေသွားငါကြိုးစားခဲ့ရငါရဲ့ဘဝဟာလောင်ရည်တဲ့လူကြားတိုက်ခိုက်မှုနဲ့ကြရဲ့မှုဟာဘဝအတွက်အားစီပမာငါပန်းခဲလန်းလဲရှောက်ရဖို့ငါမလွယ်ကူတဲ့ခါငါစုခဲလန်းနဲ့တွေ့တဲ့အခါမှာအရှင်းဆုံးပြီးနေသွားလူဆိုတာဟာကိုမျောမှန်းထားတဲ့အရာစီမံချက်တစ်ခုသာမရအောင်ကြိုးစားကွာလူဆိုတာဟာမင်းလန်တော့ရောက်ခိုက်မှာမင်းနောက်ပြန်မလဲနဲ့ကွာမရှိတော့ရှိရဲ့သွားလူဆိုတာဟာတရှုံးနဲ့ခါရတဲ့မှာကဲရဲ့ရှုံးရှာမှာတော်လူရဲ့တဘာဝကွာလူဆိုတာဟာမင်းအောင်မြင်တဲ့အခိုင်မှာမင်းလုံးတမကောင်းပဲကွာတလောကတဘာဝလာငါကြိုးစားခဲ့ရငါရဲ့ဘဝဟာလောင်ရည်တဲ့လူကြားတိုက်ခိုက်မှုနဲ့ကြရဲ့မှုဟာဘဝအတွက်အားစီပမာငါပန်းခဲလန်းလဲရှောက်ရဖို့ငါမလွယ်ကူတဲ့ခါငါစုခဲလန်းနဲ့တွေ့တဲ့အခါမှာအရှင်းဆုံးပြီးနေသွားငါကြိုးစားခဲ့ရငါရဲ့ဘဝဟာလောင်ရည်တဲ့လူကြားတိုက်ခိုက်မှုနဲ့ကြရဲ့မှုဟာဘဝအတွက်အားစီပမာငါပန်းခဲလန်းလဲရှောက်ရဖို့ငါမလွယ်ကူတဲ့ခါငါစုခဲလန်းနဲ့တွေ့တဲ့အခါမှာအရှင်းဆုံးပြီးနေသွားမရေဆုံးပြီးနေသွားမရှိဘူးရှိရဲ့သွားရှိသူရှိရဲ့တော်